Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေးကတော့ Thai style ကြက်ပင်စိမ်းလေးလှူစားသွားမှာဖြစ်ပါတယ်အရင်ဆုံးကြက်ပင်စိမ်းလေးထဲမှာထည့်မယ်ကြက်သွန်ဖြူလေးတွေကိုနှုတ်ဆင်းမယ်ကြက်သွန်ဖြူလေးတွေကတော့ကျွန်တော်ဒီမှာ9မွာ10မွာလောက်တော့သုံးထားရနော်ကြက်သွန်ဖြူလေးကတော့အနေငယ်များများလေးသုံးပေးတယ်ပြီးရင်မြုပ်သီးစိမ်းလေးကိုလည်းနှုတ်ဆင်းထားလိုက်မယ်နှုတ်ဆင်းထားတဲ့မြုပ်သီးစိမ်းလေးအပြင်ကိုအရှည်လေးတွေနှီးထားလိုက်မယ်မြုပ်သီးစိမ်းလေးတွေရလာပြီဆိုရင်တော့အသားတုံးလေးတွေကိုနှုတ်ဆင်းဖို့အတွက်ကိုအရင်ဆုံးနှီးထားလိုက်မယ်အသုံးလေးတွေလှီးပြီးွားရင်နှုတ်လေးဆင်းပေးလိုက်မယ်အသားလေးတွေကိုတေချာလေးနှုတ်ဆင်းပေးမယ်သားလေးတွေနှုတ်ဆင်းပေးပြီဆိုရင်တော့အရင်ဆုံးအိုးလေးထဲကိုခုနနှုတ်ဆင်းထားတဲ့ကြက်သွန်ဖြူရဲ့မြုပ်သီးစိမ်းလေးရဲ့အရင်ထည့်ပြီးတော့မှုေးပေးလိုက်မယ်နော်အရင်ဆုံးမှုေးဝအောင်လုပ်ပါမှုေးပြီးွားရင်ခုနနှုတ်ဆင်းထားတဲ့အသားလေးထည့်မယ်အသားလေးကိုတေချာလေးချက်သွားအောင်လို့မှုေးပေးလိုက်ပါမယ်အသားလေးတေချာလေးချက်အောင်ထိတေချာလေးကြော်ပေးလိုက်မယ်နော်အသားလေးတွေတေချာလေးချက်ပြီးဆိုရင်အရသာအနေနဲ့ခယူးစီတစုံတခြားအနှဲငယ်လေးထည့်ပေးမယ်ပြီးရင်ပဲငယ်ပြရဲ့အကျဲကအနှဲငယ်ထည့်တယ်ပြီးရင်တော့ကျွန်တော်အရင်ဆုံးမှုေးပေးလိုက်မယ်နော်အရသာလေးနဲ့ရေဆုံးအသားလေးထဲကိုဝင်သွားလို့တခြားလေးသမသွားအောင်လို့မှုေးပေးလိုက်ပါမယ်သားလေးတွေလည်းတခြားလေးချက်ပြီးတော့အရသာလေးတွေနဲ့တခြားလေးမှုေးပေးပြီးသွားရင်ပင်စိမ်းလေးတွေထည့်လိုက်မယ်ပင်စိမ်းလေးထည့်ပြီးတော့တခြားလေးပင်စိမ်းလေးနွမ်းအောင်လို့မှုေးပေးလိုက်မယ်တခြားလေးကြော်ပေးမယ်တခြားလေးကြော်ပေးပြီးရင်တော့ခုနလှီးထားတဲ့မြုပ်သီးစိမ်းလေးတွေထည့်လိုက်ပါမယ်မြုပ်သီးစိမ်းလေးတွေထည့်ပေးပြီးရင်တော့ကြက်ပင်စိမ်းလေးကိုရပါပြီနော်ဒီမှာကျွန်တော်ကတော့ကြက်ပင်စိမ်းကို6လေးကြော်ထားပါတယ်ဒီမှာထမင်းလေးနဲ့သွဲစားလိုက်ရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ဒီတိုင်းလည်းစားလို့ကောင်းပါတယ်နော်အသေးစမ်းလေးလှူစားသွားမှလေးရရှိတဲ့အတွက်ကျွန်တော် channel လေးကိုထပ်ပြီးကြည့်ချင်နေဆိုရင် subscribe နဲ့ follow လေးလုပ်ထားခဲ့ပေးပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာ